များတွေတော့မနှက်စာကော်ဖီညက်တစ်ခွက်နဲ့ကြောက်နုံလုံးစားကြီးဘယ်လိုမှနေနိုင်ကြလဲမသိဘူးကိုတွေကတော့မနှက်စာဆိုအစုံစားချင်တာအဲ့ဒါကြောင့်လည်းဝက်ကမကြတာပေါ့နော်ဒီနေ့လဲမနှက်စာကောင်းကောင်းရတဲ့ပြင်နေ့လက်စာအတွက်ရှစ်တီးထမင်းကို9000ကနေစပြီးစားလို့ရတဲ့ဆိုင်တွေကိုခေါ်သွားပေးပါမယ်ခင်ဗျာကျွန်တော်နေ့တော့ဩရသတိမန္တလေးလမ်းမှာပေါ်က Agris Tea House ကိုရောက်နေရပေါ့နော်ဒီမှာကမနှက်စာကောင်းကောင်းလေးတွေနဲ့အစုံရတယ်ပြီးတော့ဒီရှစ်တီးထမင်းလေးတွေအစုံရတယ်ဆိုတော့ကျွန်တော်နေ့အဲ့လေးလာစားကြည့်တာပါအဲ့တော့ကျွန်တော်တို့လိုက်ခဲ့ပေးကြပါ Agris ဆိုတဲ့အတိုင်းပဲဆိုင်ကြီးကတော်တော်ကြီးကိုကြီးပါတယ်ကားပါကင်လေးကလည်းအဆင်ပြေပါတယ်အထဲမှာလည်းအကျယ်ကြီးပဲပေါ့နော်ဒါကတော့နီးစကန်ရှစ်တီးထမင်းဆိုင်မှာဒီဘက်မှာကအေကွန်ကိုင်းလည်းရှိပါတယ်ဆိုင်ကြီးကတော်တော်လေးကိုကြီးပြီးတော့တန်ရှင်းတဲ့တယ်လို့လည်းပြောလို့ရပါတယ်ခင်ဗျာကဲဒါလေးကတော့ Agris Tea House ရဲ့မနှက်စာလေးပေါ့နော်မနှက်စာကောင်းကောင်းလေးရဲ့မှာကျွန်တော်စားချင်တဲ့ဟာလေးဆွဲထုတ်နေတော်တော်များသွားတယ်အဲ့တော့ဒါလေးအကိုအောင်စားနိုင်မှာဆိုတာချက်ကြည့်ပြကြပါဦးဒါလေးတော့မန်လေးမီရှိကိုဝက်အစုံနဲ့ပေါ့နော်အဲ့တော့ဝက်အစုံနဲ့ဆိုလို့ရှိရင်တော့ဒါမျိုးဝက်ရိုးဟင်းလည်းရှာပေးတယ်ပေါ့နော်ကိုကအဲ့လိုဝက်အစုံနဲ့မှမဟုတ်ဘူးဝက်သားချက်သားယူနဲ့ပဲမှာမယ်ဆိုလို့ရှိရင်တော့ပိတ်ဆွဲဟင်းကြီးရှာပေးတယ်မန်လေးမီရှိစစ်ဒီဇိုင်းကမန်လေးမီရှိကောင်းလို့နာမည်ကြီးဒီဇိုင်းရဲ့မီနူးပြည့်စုံတဲ့ဇင်းနှုံးတွေကိုလည်းကျွန်တော်အကောင့်ထဲမှာတင်ပေးထားပါတယ်ခင်ဗျာဒီမီရှိဘက်တွေပဲငပိတွေကိုလည်းမန်လေးကနေဓာတ်ရိုက်မှာရွယ်လို့လည်းသိရပါတယ်ဟုတ်တယ်သူကမီရှိရတာလည်းတော်တော်လေးကောင်းတယ်ပဲငပိရတာလေးရောဒီမီရှိဘက်အရတာလေးရောတော်တော်လေးကောင်းတယ်ပြီးတော့ဝက်အစုံနဲ့ဆိုလုံးဝကိုပဲဒါလေးတော့ချက်ပေါင်းစီချက်လေးပါဗမာချက်လေးသုံးထားပေးတယ်ပြီးတော့ဒီမှာအုံမုံညင်းလေးတွေရောခောက်သားလေးရောခောက်သားလေးစားကျင်စရာလေးမြင်တာနဲ့ကြည့်ဦးသူ့ရဲ့ခောက်ဆွဲသားစီချက်အရသာလေးရောတော်တော်လေးကိုစားလို့ကောင်းပါတယ်။သားလေးကလည်းနူးဤပြီးတော်တော်လေးကိုရတာရှိတယ်။ဒါလေးတော့သူအမဲစွပ်ပေါ့နော်။သူဒီထဲမှာအမဲလုံးလေးတွေရဲ့အမဲအကျော်လေးတွေကိုထည့်ပြီးတော့စွပ်ပြုတ်လုပ်ထားပေးတယ်။သူအဆက်ရတာလည်းထည့်ပေးတာ။ရှင်စစ်သက်လေးတွေတောက်လို့ကောင်းတယ်။ညနေပိုင်းမရှိဘူးနို့။အမဲကျော်လေးကလည်းနူးဤပြီးတော့အဲ့ဒါရှိရဲ့အမဲလုံးကလည်းတော့ကောင်းတယ်ဒါလည်းဝက်နယ်ယူပေါင်းစံစည်းကြိုက်တဲ့ဆိုလို့ရှင်တော့ဒီဝက်နယ်ယူပေါင်းစံစည်းလေးကတော့မှားသင့်ပါတယ်နိုင်ဝဲလည်းကြီးပဲဟိုစံစည်းရတာလေးလည်းကောင်းတယ်အဲ့ဒါလည်းနူးအင်းရပါအဲ့တော့တူကြိုလေးပေါ့နော်ရဲတူကြိုလေးရလဲကောင်းတယ်လို့နာမည်ကြီးရဒါလေးမှားသားကြည့်ပြင်ပန်းကျွတ်လေးနဲ့အထက်ကဣပြီးတော့သိပ်နေတာမိုက်အဲ့ဒါလေးတော့မန်လေးမုံတီကိုအမဲကြောလေးနဲ့ဒီမှာပါတဲ့ဒီမုံတီဖတ်တွေကမန်လေးကနေပဲဓာတ်ရိုက်မှာတာပေါ့နော်အဲ့တော့မန်လေးမုံတီမစစ်မှာလုံးဝပူစရာမလိုပေါ့နော်ညတော့ရှိနေတယ်သူကဒီနန်းလုံးကလည်းအရသာရှိတယ်ပဲမုံအရသာလေးဆိုတော့တော်လေးကိုမိုက်တယ်အဲ့ဒီမှာကစိတ်စွတ်နံများလိုက်ရတယ်ပေါ့နော်အဲ့ဒါလေးကစိတ်စွတ်တော့စိတ်ကိုဒီခြေထောက်ရိုးလေးတွေဒူးစစ်ရိုးလေးတွေတုံးထားပေးရပါတော့ကျမတို့လည်းကောင်းအောင်ရတာလေးစားကြည့်လိုက်ဘာညနေခင်းနဲ့ရတာလေးတော်တော်လေးကောင်းတယ်ပြီးတော့ဒီဟင်းကက်အမွှေးကြရင်လည်းအနေတော်ပဲပေါ့နော်သူ့အယိုးလေးကြိုက်ကြည့်လိုက်ဟောနူးနေလားဒါတော့ဆွဲလိုက်တာနဲ့ကုန်ပါဝါကဲနံမရင်တဖုံစားကြည့်လိုက်ပါစိတ်စွတ်နံမြောက်လေးတို့စားတယ်လူမျိုးစိတ်မိစားတာပိုပြီးကြိုက်တယ်ပေါ့နော်စိတ်ဆိုးရဲ့အရသာလေးကနံများလေးတော့စိတ်ဝင်နေရဆိုတော့တော်တော်လေးကိုစားလို့ကောင်းပါတယ်ဒါလေးတော့စက်သားကူးဆိုင်ပေါင်းလေးပါသူကဒင်မဆန်းလိုသားကိုဖတ်ထုတ်ရွက်နဲ့အုပ်ပြီးတော့အိုးကက်လေးကြော်ထားတာပေါ့နော်ဖတ်ထုတ်ရဲ့အရသာလေးရဲ့ဒင်မဆန်းအရသာလေးရဲ့ဆိုတော့တော်တော်လေးကိုစားလို့ကောင်းပါတယ်ဒါလေးတော့ပစွန်ဆန်များလေးပါဒီပစွန်ဆန်များလေးနဲ့အစောကစက်သားကူးဆိုင်ပေါင်းလေးတွေကမီနူးသစ်တွေပါဒီဆန်များလေးကလည်းဒင်ဆန်းအသားတွေကိုဆန်များနဲ့လိပ်ပေးထားတာပေါ့နော်သူတို့ကဒင်ဆန်းအုပ်စုထဲမှာပါပါတယ်ခင်ဗျာဒီဆန်မလက်ဖေးကောင်းတယ်လို့လည်းနာမည်ကြီးပေါ့နော်ဒီဇိုင်းကလက်ဖေးကလည်းတော်တော်ကောင်းတဲ့နေမှာပါပါတယ်ခင်ဗျာဒါလေးတော့ဒင်မဆန်ထဲမှာတော့ငါအသားအမှုပေါင်းငှက်ကောင်း sauce ပေါ့နော်သူ့ရဲ့နာမည်လေးတော်တော်ရှည်တယ်သူကပုံစံလေးရှစ်စရာလေးကြည့်ပါကြည့်လိုက်ပြောရတဲ့မှာဒီငါအရသာအမှုအများသာပြောတယ်ငှက်ကောင်းအရသာလေးကြံနေရပါတော့အဲ့ဒါတော့မိုက်တယ်ဒါလေးကပစုံနိုင်လုံးမှာသူတို့ပြင်ဆင်ထားတာလေးကလုံးဝစားကျင်စရာလေးဒါလေးတော့ဝက်ပန်းငယ်ဥပပဲငပီ sauce ပါဒီမဆန်စင်းလုံးလေးတွေကတော့3000 4000 5000အစားအစာရှိပါတယ်ဒီမဆန်နာမည်လေးတွေကလည်းဆန်းသလိုရတာလေးတွေကလည်းဆန်းပါတယ်ဒီမဆန်လေးတွေကလုံးဝကြစ်လက်ပြီးတော့တော်တော်လေးကိုစားလို့ကောင်းပါတယ်ခင်ဗျာအဲ့တော့မနက်စာကြီးတော်တော်များအကုန်လုံးစားလို့ကောင်းပါတယ်အဲ့တော့ရှီတီသမင်းထက်ဆွဲလာပါ
ကျွန်တော်စားမယ့်ချိန်မှာဟင်းလေးတွေကတော်တော်လေးကိုတော့နည်းနေပြီပေါ့နော်။နည်းဆိုဒီဇိုင်းကရှီတီထမင်းကတော်တော်လေးကိုရောင်းအောင်ပါတယ်။ဟင်းတွေကိုလည်းတော်တော်စုံစုံလင်လင်ရတာတွေ့ရပါတယ်ခင်ဗျာ။သူကအသားဟင်းနဲ့ဆို1000 1200 1300အစားစားပေါ့နော်။ပဇွန်ဟင်းနဲ့ဆိုလို့ရှိရင်တော့2000ကျော်ပါတယ်။ပဲဟင်းနဲ့အရန်ဟင်းနဲ့တက်တက်တူပဲစားမယ်ဆိုလို့ရှိရင်တော့9000ပဲကျပါတယ်ခင်ဗျာ။အပြင်မှာနည်းနည်းလေးပူလာလို့အဲကွန်ကန်နဲ့ဝင်စားခဲ့ပါတယ်။ကျွန်တော်ကတော့ရှီတီထမင်းစားရင်ပဲဟင်းရွှေရွှေလေးဆန်ဟင်းလေးလေးစားပြီးတော့နေစားတော့ရမ်းကြိုက်တယ်ပေါ့နော်။ရှီတီထမင်းနဲ့လိုက်စုံဟင်းကလည်းစိတ်သားဟင်းလိုလည်းထင်ပါတယ်။ရှင်းမိတ်ဆိုတော့ဘိုင်းနဲ့စားလို့ရှိရင်လိုက်စုံလို့ထင်လဲဆိုတာမှတ်သွားပေးကြအောင်ခင်ဗျာ။ပဲဟင်းလည်းကောင်းတယ်ဆန်လေးလည်းကောင်းတယ်ပြီးရင်ရှတီတီမင်းနဲ့လိုက်တာမြုပ်ပြီးကြော်ပဲဟင်းနဲ့လေးကလည်းမှုေးကြိုင်နေပြီးတော့အသီးရွက်ကလည်းတော်တော်စုံစုံလင်လင်ပါပါတယ်အရသာလေးကလည်းရှင်ပြုံးပြုံးလေးနဲ့ထမင်းနဲ့တွဲစားလိုက်တဲ့ခါမှာတော့တော်တော်လေးကိုစားလို့ကောင်းပါတယ်စိတ်သားဟင်းလေးကလည်းမှုေးကြိုင်နူးဥနေပြီးတော့တော်တော်လေးကိုရတာရှိပါတယ်ခင်ဗျာပါပလာကျော်လေးရဲ့မနုဿနီဟင်းရဲ့ကောင်းကောင်းလေးရဲ့ဆိုတော့လောကကိုပါဖတ်ပါပဲအဲ့တော့မနက်စာကောင်းကောင်းလေးတွေလည်းသုံးဆောင်ခြင်းနဲ့ရှီတီထမင်းလည်းကောင်းကောင်းစားခြင်းနဲ့ဆိုလို့ရှိရင်တော့ဩဒရသတိမန်လေးလမ်းမှာပေါ့စီဗန်ရှိက Agris တီရှော့ကိုသတိရပြီပါနေပြီးတော့တွင်အိမ်ထဲရောက်မအောင်သုံးဆောင်လို့ပါကကျွန်တော် NPT Delivery တွင်ဆက်သွယ်လိုက်ပါခင်ဗျာ